Hi ဒါဆိုလား25နှစ်ဟုတ်လားလာပါ Yeah မင်္ဂလာပါ အာ Can you speak English အင်္ဂလိပ်တင်တာပြောပါနဲ့နားမလည်ပါဘူးမြန်မာလိုတက်မြန်မာလိုပဲပြောပြပါ Okay အမနေကောင်းလား နေကောင်းတယ် Okay အမအသက်ဘယ်လိုရှိလဲ 19နှစ်19နှစ်ဟုတ်ကဲ့ကျွန်တော်အမကိုခမရဟုတ်ခေါ်တယ်နော်ခင်ဗျာ ဘယ်ခေါ်တယ်ဘယ်သူခေါ်တယ်အဲ့ဒါအနောက်ကနေဟုတ်ကဲ့ပါ Okay ကျွန်တော်နာမည်ကကျောင်းပါကျွန်တော်အသက်19နှစ်ရှိပါပြီကျွန်တော်မြန်မာနိုင်ငံတွင်မော်လူမျိုးနယ်ထောင်ပိုင်းဖန်တော့ပါရှိရောမနေတိုင်ခဲ့တယ်အခုကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဒေါကာရီစတင်မှာနေထိုင်ပါတယ် ဟုတ်ကဲ့ပါ ကျွန်တော်ဒီကမြန်မာနိုင်ငံမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုထွေပြီးလာခဲ့တယ်ထို့ကြောင့်ကျွန်တော် စနိုးဒီမှာပြောဟုတ်ကဲ့စနိုးအောက်မှာလာတယ်ရှိဆို